မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ကဘာဦးချမ်းအခန်းကြီး၈အခန်းငယ်73မှ19အထိအနှစ်600တခုပထမလဆန်း1ရက်နေ့တွင်မြေကြီးပေါ်မှရေခမ်း6သည်ရှိသောနောအေးသည်သင်္ဘောမိုးကိုပယ်ဖြတ်၍ကြည့်ရှုသောအခါမြေမျက်နှာသွေး6ဆရှိသည်ကိုမြင်၏ဒုတိယလ29ရက်နေ့တွင်မြေကြီးသွေး6လေ၏ဖျားသခင်ကလည်းသင်သည်သားမယားချွေးမတို့နှင့်တကွသင်္ဘောထဲကထွက်ဆင်းလောတင့်ထံမှအသက်ရှင်သောတိရစ္ဆာန်ငှက်များသားများမြေပေါ်၌တွားတတ်သောတိရစ္ဆာန်များတို့သည်မြေပေါ်မှသားကိုမွေး၍အလွန်တိုးပွားများပြားမည်အကြောင်းထိုတိရစ္ဆာန်ရှိသမျှတို့ကိုနှင့်အတူထုတ်ဆောင်လော့ဟုနောအေးကိုမိန့်တော်မူ၏ထိုအခါနောအေးမှစ၍သားမယားချွေးမတို့သည်ထွက်ဆင်းကြ၏သားများတွားတတ်သောတိရစ္ဆာန်များငှက်များမြေပေါ်မှလှုပ်ရှားတတ်သမျှသောအမျိုးမျိုးအပေါင်းတို့သည်လည်းသင်္ဘောထဲကထွက်ဆင်းကြ၏